ကျွန်တော်မို့နော်အေးရောပြောမယ်ကိစ္စပေါ့နော်ဘာလဲဆိုတော့ဒီဂျပန်နိုင်ငံမှာခု KNU ဥက္ကဋ္ဌကွယ်ထူးဝင်း NUG ကတင်ဥတင်ထွန်းနိုင်အပါဝင်ပေါ့ဗျာအဲ့ဒီအုပ်စုတွေ SEEF ဆိုတဲ့သူတို့ရဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့အုပ်စုတွေနော်ဂျပန်နိုင်ငံကိုတွားကြတယ်ဂျပန်ကိုတွားကြတယ်တွားပြီးတော့ဂျပန်မှာတွားပြီးတော့ဂျပန်မှာရှိတဲ့မီဒီယာတွေနဲ့သူတို့တွားတွေ့တယ်ပြီးရင်ဂျပန်မှာရှိတဲ့မီဒီယာတွေဂျပန်မှာရှိတဲ့မြန်မာတွေနဲ့တွားတွေ့တယ်တွေ့ပြီးတော့ဘာပြောလဲဆိုတော့ဂျပန်မှာရှိတဲ့မီဒီယာတွေတွားပြီးတော့မြန်မာနိုင်ငံဒီမိုကရေစီရှင်သန်ရေးကိစ္စတွေပေါ့ဗျာစစ်အာဏာရှင်ချုပ်ငြိမ်းရေးတွေစသဖြင့်ဒါတွေပြောတယ်ပြီးလို့ရှိရင်အဲ့မှာဂျပန်မှာရှိတဲ့ပြည်သူတွေနဲ့တွေ့တဲ့ခါကျတော့စစ်အာဏာရှင်တွေငါတို့ဘလို့တိုက်ကြရင်ဘာညာဒါတွေပေါ့ဗျာဒါတွေပြောကြတယ်ဆိုတော့ဒီလိုပြောနေတဲ့ခါမှာကျွန်တော်ကထောက်ပြစရာ3-4ချက်ရှိတယ်ဒီကွယ်ထူးဝင်းတို့တင်ထွန်းနိုင်တို့ကဂျပန်ကိုသွားတဲ့ခါမှာဘာ passport နဲ့သွားတယ်လဲဘာ passport ကင်သွားတယ်လဲကျွန်တော်အဲ့ဒါကိုရမ်းသိချင်တယ်မြန်မာ passport ကင်သွားတာလား passport စာအနီလားအနီဆိုရင်တင်ထွန်းနိုင်ရဲ့ passport စာအနီကတက်တန်းမကုန်သင့်သေးဘူးလားခုထိမကုန်သေးဘူးလားတက်တန်း9နှစ်လေမကုန်သေးဘူးလားခုထိကျွန်တော်မေးရတော့မကုန်ပြီးတော့ passport တက်တန်းကုန်ပြီးတော့အနီကိုဆက်ပြီးတက်တန်းတိုးပေးတယ်တရားတိုးပေးတယ်ဆိုတိုးပေးလို့မတောင်းရှိမယ်ဒါရှင်းလေးပဲဘယ်သူတိုးပေးရလဲဘယ်သူတောင်းနဲ့တော့ဘယ်သောင်းနဲ့ဘာသောင်းနဲ့တော့တာလဲသူတို့ဂျပန်ကိုဘာစာအုပ်နဲ့တော့တာလဲဂျပန်ရဲ့ပြည်ဝင်ခွင့်အဲ့လောက်လွယ်သလားဂျပန်ပြည်ဝင်ခွင့်အဲ့လောက်လွယ်သလားကျွန်တော်မေးရမှာမေးကြရှိလားဂျပန်ပြည်ဝင်အဲ့လောက်လွယ်သလားနော် passport ဘာ passport နဲ့တော့တာလဲကွယ်ထူးဝင်းရောဘာ passport နဲ့တော့တာလဲကွယ်ထူးဝင်းမြန်မာ passport လားဒါမှမဟုတ် Thai passport လားတေချာဂျပန်ကိုတော့တေချာတော့ခင်ဗျာရေထဲနဲ့ကူးပြီးလက်ရကူးတော့လို့မရဘူးလေနဲ့တော့လေနဲ့သွားမှာဖြစ်တဲ့အတွက်တေချာတို့ passport သုံးရမှာဘာ passport သုံးတယ်လဲအဲ့ဒါမြန်မာအစိုးရကထောက်ရမှာတစ်ချက်ထောက်ဆန်းရဲဟုတ်မယ်ဟိုဘာ passport နဲ့ဆိုလဲဂျပန် immigration ကဘာ passport မှာတုံးထုတ်ပေးလိုက်တာလဲရိုးလေးပဲမေးရမှာလေ immigration ဂျပန် immigration ကဘာကိုဒီလူတွေဘာ passport နဲ့တုံးထုတ်ပေးလိုက်တာလဲဒါကိုသိချင်တယ်အခြားနိုင်ငံသား passport တစ်ခုဘူးလားထိုင်းနိုင်ငံသား passport လားတင်ထွန်းနိုင်ငံအခြားနိုင်ငံသားတစ်ခု passport လားအခြားနိုင်ငံသား passport တစ်ခုနဲ့ဆိုရင်ဒီကောင်တွေမြန်မာနိုင်ငံသားမဟုတ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲမြန်မာနိုင်ငံသားမဟုတ်တော့ဘူးဆိုရင်မြန်မာနိုင်ငံသားမဟုတ်တဲ့လူကမြန်မာနိုင်ငံအရေးလှုပ်ရှားရဲဆိုတာရှင်းလေးပြောရင်တော့လှုပ်ရှားတာအလွယ်ဘာမှမရှိဘူးစဉ်းစားလို့ရတယ်ရိုးလေးပဲနောက်တစ်ခုကနောက်တစ်ဒုတိယတစ်ချက်ကဘယ်လေစိတ်ကနေဖြတ်တာလဲကွယ်ထူးဘယ်လေစိတ်ကဖြတ်တာလဲရန်ကုန်လေစိတ်ကလေရင်နဲ့ပြန်သွားတာလားဒါမှမဟုတ်ဘန်ကောက်ကနေလေရင်နဲ့သွားတာလားဘန်ကောက်ကလေရင်သွားတာဆိုရင်တော့ဘန်ကောက်ကသွားတာမဲဆောက်ကသွားတာချင်းမိုင်ကသွားတာဆိုရင်တော့အဲ့ဒါဆိုရင်တော့ထိုင်းအစိုးရကိုမြန်မာအစိုးရပြောရတော့မယ်ဟဲ့ဒီကောင်တွေမင်းတို့လေစိတ်ကဖြတ်သွားတော့မင်းတို့တွေကအတားကြီးနဲ့ခွင့်ပြုပေးလိုက်ကြတာလားဒါပဲထိုင်းကိုမေးရတော့မှာအခုတက်ချုပ်လဲထိုင်းမှာရောက်နေတာမေးလိုက်ပေါ့ဒီကောင်တွေကြည့်လိုက်ပြီးတော့ဒီကောင်တွေမင်းတို့လေစိတ်ကဖြတ်သွားတာမင်းတို့ကခွင့်ပြုပေးလိုက်တာလားဒါပဲတစ်ခွန်းနဲ့မေးလိုက်မင်းတို့ခွင့်ပြုပေးလိုက်တာလားလို့မေးလိုက်ခွင့်ပြုလိုက်တာဆိုထိုင်းအာဏာပိုင်တွေခင်ဗျစဉ်းစားသွားလိမ့်မယ်ဟာအမေဘိုးတို့ရှင်းရလိမ့်မယ်ကျွန်တော်တို့ကမေးစရာမေးခွန်းတွေခြံထားရမယ်ပြီးတော့ချက်ချင်းဆို information စုပြီးတော့ချက်ချင်းဖြတ်ကနေလှုပ်ရှားမှုတွေလုပ်ရမယ်မြန်မာဟာဇမသိဘူးဆိုတော့လေပြတ်ရမယ်နော်မင်းတို့ငါသိတယ်ငါတို့သိတယ်ဒါပေမဲ့ငါတို့တမင်မင်းတို့နားလည်ပေးနေတာငါတို့တိဆောက်နေတာတော့ယုံကြည်မှုမင်းတို့ငါတို့မယုံကြည်ဖြစ်အောင်မလုပ်နဲ့ဆိုတာမျိုးတွေပြောဖို့တော့ထောက်အောင်ဒါရှင်းလေးနော်နောက်တစ်ခုကတို့ကဂျပန်မီဒီယာတွေတော့ပြောတယ်မြန်မာပြည်မှာတို့ဒီမိုကရေစီရရေးတို့ federal ဘာဖြစ်ညာပြီဂျပန်မီဒီယာတွေတော့ပြောဂျပန်မီဒီယာတွေဘာလုပ်ပေးနိုင်မှာကျွန်တော်မေးရရိုးလေးဂျပန်မီဒီယာတွေအဲ့မြန်မာပြည်ဒီမိုကရေစီရအောင်ဂျပန်မီဒီယာတွေလုပ်ပေးနိုင်လားမြန်မာပြည် federal ရအောင်ဂျပန်မီဒီယာတွေလုပ်ပေးနိုင်သလားကျွန်တော်မေးတာရိုးလေးပဲမေးဖြစ်နိုင်လားမြန်မာနိုင်ငံရဲ့ဒီမိုကရေစီတဲ့ federal ရဖို့မြန်မာနိုင်ငံသားတွေနဲ့မြန်မာမီဒီယာတွေကပဲဥဆောင်ပြီးလုပ်အောင်ဘယ်နိုင်ငံကောင်တွေမှလုပ်လို့မရဘူးရှင်းလေးဒါအရှင်းဆုံးပဲနော်နောက်တစ်ချက်ကဂျပန်မှာရောက်နေတဲ့မြန်မာတွေကိုသူတို့တွားတွေ့တယ်စစ်အစိုးရကိုတော်လန်ကြစစ်တပ်ကိုအာဏာရှင်ဖြုတ်ချကြပါညာပြောတယ်ဘယ်နေရာဖြုတ်ဂျပန်နေလှမ်းဖြုတ်ချမှာလားမြန်မာပြည်တွေကလူကလောက်ရမှာလေမြန်မာပြည်တဲ့လူဗမာတော့မြန်မာပြည်တဲ့လာမလုပ်ဘူးဂျပန်သွားလုပ်တယ်ဆိုကြတဲ့ကလိန်ကချင်းလုပ်တဲ့နီလမ်းမဟုတ်ဘူးလားဒါလိန်တာပဲမဟုတ်ဘူးလားရှင်းလေးဘာဂျပန်ရောက်မြန်မာတွေကအဲ့အနေပြီးတော့တနက်တွေကင်တက်တော်ဦးချီပြီးတော့မြန်မာပြည်ပြန်လာမှာလားတနက်တွေကင်ပြန်လာမှာလားခင်ဗျာစဉ်းစားကြည့်လေဒီကောင်တွေသွားလုပ်နေတယ်ဆိုလို့ရဘာလဲဆိုတော့ funding ပေါ့နိုင်ငံတကာငွေကြေးရာကြီးနိုင်ငံတကာငွေကြေးရာကြီးနဲ့နိုင်ငံတကာသူတို့အနေငယ်ထောက်ပံ့လေးပေးရေးဒါပဲအထောက်ကူပြုရေးသူတို့စာနာသနာပြီးသူတို့ဘက်ကရရေးမြန်မာပြည်ရေးမှာသူတို့ရဲ့အခန်းကဏ္ဍအတန်ကိုမိတ်မထားရေးနော်ပြီးတော့ဒီမြန်မာလူထုကလည်းသူတို့ငါတို့လှုပ်နေပါလေဆိုတော့မြန်မာလူထုကိုလိန်ဖို့လှည့်ပြဖို့နောက်ထပ်နီးလာတစ်ခုသုံးရေးဒါပဲကျွန်တော်ဘာမှထူးခြားမရှိဘူးသို့တော့ကျွန်တော်တို့မြန်မာအစိုးရဘက်ကလောက်ရမှာကခုနဒီကောင်တွေဘာ passport သွားလဲဂျပန်အစိုးရကိုမေးရမှာမေး email နဲ့မေးမြန်မာတိုင်းကလည်းမေးတယ်မြန်မာဂျပန်မှာရှိတဲ့မြန်မာတိုင်းကလည်းမေးရမှာကျွန်တော်တို့သိချင်လို့ဘာမှမလုပ်ဘူးဒီကောင်တွေဘာ passport လဲလာတယ် immigration ခင်ဗျားတို့ immigration ဘာတုံးထုတ်ပေးလိုက်တာလဲဒါကိုသိချင်တယ်ဒါပဲရိုးလို့မရမှာဂျပန်မြန်မာမှာရှိတဲ့ရန်ကုန်မှာရှိတဲ့ဂျပန်တန်ယုံကိုခေါ်ဆင့်ခေါ်ပြီးမေးရမှာဒါတွေမေးရမယ်ဒါတွေလုပ်ဖို့လိုတယ်ဘာလို့မလုပ်ကြသလဲကျွန်တော်နားမလည်ဘူးဒါလုပ်လေဒါလုပ်လားအဲ့ဒါလုပ်ရတာဟုတ်ကြောက်စရာလို့ထင်နေရလားတီအောင်စားပတ်တယ်လို့ယွန်နေရလားတွန့်နေရလားလှုပ်ဆန်းပါခင်ဗျာနောက်ထိုင်းကိုလည်းအခုတက်ချုပ်တို့ရောက်နေတက်ချုပ်ကိုလည်းမေးရတော့မင်းတို့ဘာလဲဒီကောင်လေးမင်းတို့ထိုင်းလေတွေကိုဖြတ်သန်းွယ်ပေးလိုက်တာလားထိုင်းလေတွေမှာဖြတ်သွားတဲ့ immigration မှာဖြတ်တယ်ငါပြသမ်းပါငါကြည့်ချင်
ပြောရမောင်စီးရင်လို့မေးလိုက်ပွဲပြီးသွားပြီဒီလိုလေးနည်းလိုက်ကြက်ပေးမှရမယ်ဒါမြန်မာအစိုးရလည်းကျွန်တော်သာပြောတာပါဗျာကျွန်တော်ကပဲပြောတာပါမြန်မာအစိုးရလည်းလှုပ်ချင်သလားမသိမလှုပ်ချင်သလားမသိဆိုတော့ကျွန်တော်တို့လည်းဘာပြောရမှန်းကိုမသိဘူးပေါ့ဗျာဒါကတစ်ချက်ပေါ့နောက်တစ်ခုက